မင်းဆရာတော်ရှင်မဟိနာဟာရှေကိုမျှော်တွေးတဲ့အတွက်ရချုပ်ဇာတာပေးပြီးမင်းကြီးညိုစီကိုတွားဖို့ရှင်ရဲထုတ်ကိုစေးလိုက်ပါတယ်။ရှင်ရဲထုတ်နန်းတော်မှာဖမ်းခံရပြီးမင်းကြီးညိုရှေ့ရောက်တာနဲ့ဒီလိုလျှောက်ပါတယ်။ဘုန်းတော်ကြီးတော်မူသောမင်းတရားကြီးကတစ်ချက်လွတ်အမိန့်ထုတ်ကာရှင်ရဲထုတ်ကိုဖမ်းဆီးဆက်သစေဆိုတဲ့အတိုင်းအမိန့်တော်မြတ်ကိုဥထိတ်မှာပန်ဆင်သောအဖြစ်ဘုရားကျွန်တော်မျိုးကြီးကိုကျွန်တော်မျိုးဖမ်းဆီးပြီးခြေတော်ရင်းတို့အရောက်ဆက်သကြောင်းမှာအလိုရှိသလိုစီရင်တော်မူပါဖျားပေးတော်မူတဲ့ရာဇဝတ်တော်ကိုပန်းကုန်းအတွင်လဲတွင်ပန်းဆွင်၍ရှင်လန်းစွာခံယူလိုကြောင်းပါဖျားမင်းကြီးညိုဟာတခြားစစ်စစ်ကြည့်ပြီးတော့ဟဲ့ရဲထုတ်နင်တဲရဲသလားတကယ်ပဲနင်သေးရဲသလားလို့မေးပါတယ်တစ်ချက်လို့အမိန့်နဲ့အုပ်ချုပ်တဲ့ဘဝရှင်မေယာကြီးရဲ့အမိန့်ဟာအေးဆက်ပြီးပြတ်သားနေပါပြီဘုရင်သမီးတော်ကိုတွားကြိုက်တဲ့ရှင်ရဲထုတ်ကဘလို့ပြန်လျှောက်မှာပါလဲမှန်လားပါရှင်မင်းကြီးကိုမြတ်တော်မူလျင်မညိုညင်ပဲရှင်လန်းစွာတေဝင့်ကြောင်းပါကျွန်တော်မြည်သည့်အရှင်းစီစဉ်ရာကိုဝမ်းမြောက်စွာခံယူရစမြဲပါတထိုက်သည်မတထိုက်သည်ကိုစဉ်းစားဆင်ခြင်တော်မူရန်ကျွန်တော်မျိုး၏ဇာတာကိုရှုစားတော်မူစေလိုပါသည်ဖျားမင်းကြီးညိုဟာရှင်ရဲထုတ်ရဲ့ဇာတာကိုကြည့်တဲ့အခါနောက်မှဘုန်းတကိုအထွတ်တိတ်ရောက်မဲ့မင်းလောင်ဖြစ်တယ်ဆိုတာကိုသိတော့ပါတယ်။ကဲလို့ရဲထုတ်ကိုတတ်လိုက်မယ်ဆိုရင်သူသားတပင်ရွှေထီးရဲ့ထီးနှံအတွက်ရန်ဆွဲရှင်းသွားမှဖြစ်ပေမဲ့သူမရှိတော့တဲ့နောက်တစ်ချိန်မှာမြန်မာတွေအားထားမိကိုရဖြစ်လာနိုင်မဲ့အရေးကိုတွေးပြီးတော့သူ့ရဲ့အမိန့်ကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။အဲနောက်မှာမင်းကြီးညိုဟာသူကိုင်းတဲ့ကြောက်စီဓာတ်ကိုထုတ်ပြီးဒီလက်သုံးဆောင်ဓာတ်ကိုကိုင်းဆွဲပြီးငါသားတပင်ရွှေထီးကိုအမြဲစောင့်ရှောက်ရမယ်လို့မိန့်တော်မူပါတယ်။ဒီမိန့်ဟာမင်းကြီးညိုသူသားတပင်ရွှေထီးကိုပေးတဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်ပါတယ်။နောက်တစ်ချိန်မှာဘရင်တော်ကြော်ထင်တော်ထားလွယ်ရမယ့်အရေးတွေကိုခက်ခဲအောင်လုပ်တာကဒီပေးတဲ့တာဝန်ကိုကျောင်းမှာအစဉ်ထမ်းထားတာကြောင့်ဖြစ်မယ်လို့တချို့သမိုင်းသူတွေကသုံးသပ်ကြပါတယ်အမှုတော်ကိုမလစ်ဟင်းအောင်ထမ်းဆောင်ပါရေတော်ပုံအောင်မြင်လျင်သွေးတောက်ကိုနန်းတင်ပါမယ်နိုင်ငံရဲ့နေရာနှံပြားမှာလက်နက်ဆွဲကင်ပြီးအုပ်စုဖွဲ့မင်းလုံနေခြင်းဖြစ်ပါတယ်၎င်းတို့ထဲမှာအင်းဝပြည်နရပတိပြည်ပြင်းသရိုးမင်းစောအသာဝတီပြည်သူရှင်တကာရွက်ပြီးရှမ်းစော်ဘမိုးညင်းစလုံးနဲ့တောင်ငူကမင်းကြီးညိုတို့ဟာများပြားတဲ့စစ်ရင်အားတွေကိုပိုင်ဆိုင်ထားတဲ့စစ်ပြည်တွေဖြစ်ကြပါတယ်မြန်မာတက္ကရာ885မှာမိုးညင်းစော်ဘွားဟာအင်းဝကိုအင်အားအလုံးအင်းနဲ့ဝင်တိုက်တဲ့အတွက်အင်းဝရှင်နှန်းကျော်ရှင်နရပတိရဲ့တပ်တွေရှေ့တန်းစစ်မြေပြင်မှာကြာရှုံးပြီးမြေတူးမျိုးကိုစုပ်ပြေးရပါတယ်။ရှမ်းတပ်တွေကထပ်တိုက်ခိုက်တဲ့အတွက်အင်းဝသားတွေတက်ပြတ်သွားပြီးမင်းနေပြီးတော့ဖြစ်တဲ့အင်းဝကိုသာခံစစ်ပြင်ဖို့တက်ဆုပ်လာခဲ့ကြပါတယ်။မွန်ညွန့်စော်ဘွားရဲ့တပ်တွေကအင်းဝအနီးနားကရက်ရွာတွေကိုတိုက်ခိုက်ဖျက်ဆီးပြီးစကိုင်းနဲ့တရက်တီစစ်ဦးလှည့်သွားကြပါတယ်။အဲဒီနောက်ပြေကိုတိုက်ခိုက်ဖို့စကန်းချပြီးလူသူလက်နက်ရိတ်ခါတွေကိုစုဆောင်းနေကြပါတယ်။အင်းဝပြည်နဲ့ဆွေမျိုးအရင်းဖြစ်တဲ့ပြေ